Great နိုင်ငံအေသင်မြို့ကနေဒီဇူလိုင်လ9ရက်နေ့ကထွက်ခွာလာတဲ့ Scarlet Lady ဆိုတဲ့ဒီအပျော်စီးသင်္ဘောကြီးဟာတူရကီနိုင်ငံကနာမည်ကျော်စိတ်ကမ်းမြို့တွေဖြစ်တဲ့Kuşadasıနဲ့ Istanbul မြို့တွေကိုဝင်ရောက်ဖို့အစီအစဉ်ရှိတာဖြစ်ပါတယ်ဒါပေမဲ့တူရကီဒေသခံအာဏာပိုင်တွေကတော့အဲ့ဒီသင်္ဘောပေါ်မှာပါလာတဲ့အဖွဲ့ဟာသူတို့လူအဖွဲ့အစည်းရဲ့အလေးအထားဇာရိတစံနှုန်းတွေနဲ့ကိုက်ညီမှုမရှိဘူးလို့ဆိုပြီးခရီးစဉ်ကိုအရေးပေါ်ဖျက်သိမ်းခိုင်းခဲ့တာပါဒီစီမံကိန်းကိုလှုပ်ဆောင်နေတဲ့အမေရိကန်အခြေစိုက်ကုမ္ပဏီဥက္ကဋ္ဌကတော့သူတို့ဟာနိုင်ငံရေးလှုပ်ဖို့လာတာမဟုတ်ပဲယဉ်ကျေးပြူငါစွာနဲ့လေပတ်အားပေးဖို့လာတာဖြစ်တယ်လို့ပြောပါတယ်ကုမ္ပဏီရဲ့36နှစ်တာသမိုင်းတစ်လျှောက်မှာအခုလိုမျိုးလူမျိုးခွဲခြားပြီးတော့စိတ်ကန်းကတ်ခွင့်အပိတ်ခံရတာဒါဟာပထမဆုံးပဲလို့စိတ်ပြက်လက်ပြက်ပြောဆိုပါတယ်တူရကီသမ္မတအာဒိုဂန်ရဲ့အစိုးရအဖွဲ့ကတော့ပြီးခဲ့တဲ့10စုနှစ်တခုအတွင်းမှာ LGBTQ+ အတိုင်းအဝိုင်းပေါ်တင်ကျပ်တဲ့မူဝါဒတွေပိုပြီးကျင့်သုံးလာခဲ့ပြီးတော့2015ခုနှစ်ကတည်းကဒီ Pride ချီတက်ပွဲတွေကိုလည်းပိတ်ပင်ထားခဲ့တာပါလက်ရှိမှာတော့တူရကီနိုင်ငံကစိတ်ကမ်းဝင်ခွင့်ကိုပိတ်ပင်လိုက်တာကြောင့်အဲ့ဒီခီးတဲ့တင်သင်္ဘောကြီးဟာခီးစဉ်လမ်းကြောင်းပြောင်းပြီးအီဂျစ်နိုင်ငံကိုင်ရိုမြို့နယ်ဂရိနိုင်ငံကခရစ်ကျွန်းတို့စီကိုပဲဥတီမောင်းနှင်သွားတော့မှာဖြစ်ပါတယ်